ဟွာလေးထည့်မယ်ပေါ့နော်မဆလာလေးထည့်ပါမယ်ဒါကတော့စီလေးစီပြန်စီများလေးနဲ့ချက်မယ်ဆိုတော့အောင်းထားတာလေးရယ်စီမင်းလေးရယ်ထည့်လိုက်မယ်ကြက်တွန်နီလေးလည်းများထည့်ထားရပေါ့နော်ကြက်တွန်အနစ်များလေးရကြက်တွန်စီတက်တာလေးရတယ်ပေါ့နော်မွေးလာပြီပြီးရဲ့ခါကျတော့ဒီမှာကြက်တွန်လေးလည်းနွမ်းသွားပြီဆိုတော့ဒါလေးရောဒီဟာလေးကိုဒီရွာပေါ့နော်ဒီနေ့ဟိုကြက်မြင့်ကြက်သေးလေးချက်စားမယ်ပေါ့နော်အဲဒါဆိုကြက်မြင့်ကြက်သေးလေးကိုလည်းရေလေးနဲ့တီချာစတင်နေအောင်စီးထားတယ်ဖွေးညာပဲပေါ့နော်ရှာလက်ကရေလေးတွေနဲ့စားလေးနဲ့လည်းစီးထားတယ်ဒါကတော့ကြက်သွန်ဖြူနီချင်းရဲ့စနွင်းလေးရဲ့ပေါ့နော်ဒီချောင်းရုပ်စုံနဲ့ထောင်းထားတယ်အဲဒါဒါလေးပဲပေါ့နော်လိုအပ်တာပြီးကြမှာဟွာလေးထည့်မယ်ပေါ့နော်မဆလာလေးထည့်ပါမယ်ဒါကတော့စီလေးစီပြန်စီများလေးနဲ့ချက်မယ်ဆိုတော့စီလေးထည့်လိုက်ပါမယ်မီးလေးနဲ့ရှော့ထားလိုက်မယ်စီလေးပူလာပြီဆိုရင်ဒီရွာပေါ့နော်ဒါကြက်တွန်လေးထောင်းထားတာလေးရယ်စနင်းလေးရယ်ထည့်လိုက်မယ်ကြက်တွန်လေးလည်းများထည့်ထားရပေါ့နော်ကြက်တွန်အနစ်များလေးရတယ်တော့ကြက်တွန်စီတက်တာလေးရတယ်ပေါ့နော်မွေးလာပြီပြီးရဲ့ခါကျတော့ဒီမှာကြက်တွန်လေးလည်းနွမ်းသွားပြီဆိုတော့ဒါလေးရောဒီဟာလေးကိုထည့်လိုက်ပါတော့မယ်သူထည့်ရောပေါ့နော်ကြက်အမြင့်လေးတွေကိုပဲအရင်ရွေးပြီးတော့အရင်ထည့်ထားလိုက်မယ်။ညမလဲဆိုတော့ကြက်အသေးအားကျတော့ကြက်လွယ်တယ်ပေါ့နော်။ကြက်သေးအားနောက်5မိနစ်လောက်နေမှဖြစ်ထည့်လိုက်မယ်။ကြက်မြင့်ကြက်သေးရလဲဝယ်ရပုံမှန်တော့ဒီလိုဒီကဆိုင်နေမှာကျတော့ကြက်အမြင့်ကိုတိတ်မစားကြဘူးပေါ့နော်ဒါသူတို့အိန္ဒိယတို့ဘာလို့ဆိုင်နေမှာလဲရတဲ့ခါကျတော့ဟိုတနေ့ကအပြင်တော့ဝယ်လာတာပေါ့နော်ကြက်သေးလေးကိုခဏထားလိုက်အောင်ပဲပေါ့နော်လေးကိုနည်းနည်းလေးတင်ထားလိုက်မယ်ပြီးတော့ဒီကိုခဏအဖုံးလေးဖုံးထားလိုက်မယ်ပေါ့နော်ခုဆိုရင်လီယိုရဲ့ဒီဟာလေးကနည်းနည်းလေးပေါ့နော်စီလေးလည်းပြန်လာပြီဆိုရင်လီယိုကကျန်တဲ့အသေးလေးတွေကိုထည့်လိုက်မယ်ပေါ့နော်ဒါပြင်မွေပါမယ်ဖြည်းဖြည်းလေးပဲမွေမယ်ပေါ့နော်ဟိုကြက်အသေးတွေကလို့ကြေကုန်မှာဆိုတော့ပြီးရင်စားအချိုမုံလေးထည့်မယ်ပေါ့နော်စားအချိုမုံချိုမုံလေးလည်းနည်းနည်းပဲငန့်ပြားရည်လေးလည်းနည်းနည်းလေးထည့်မယ်ပေါ့နော်အရောင်သူကနည်းနည်းလေးဟိုအပြည့်ဆိုတော့ပေါ့နော်အရောင်လေးလှရယ်ထည့်လိုက်လိုဟင်းလေးတွေဆိုဒီပဲငန့်ပြားရည်အပြည့်ပေါ့နော်ဟိုကြာညို့ကိုပြောရမှာမဟုတ်ဘူးန
နေလေးပုံမှန်ထက်ပြစ်တဲ့ဟာမျိုးလေးအဲ့ဟာအရာကိုအရန်လိုက်ဟင်းချက်လို့ရှင်လီကိုအဲ့သုံးတယ်ပေါ့နော်ဟင်းချက်တိုင်းဝတ်သားအချင်းလေပဲငံပြရေးပုံမှန်ထက်ပြစ်တဲ့ကြံညိုးမဟုတ်တဲ့ဟာလေးထည့်တယ်အဲ့ဒါဒီဟင်းအရာလေးကိုပို့ပြီးတော့တောက်ပြီးတော့လိုက်အဲ့ဆိုဒီလိုလေးကိုခဏလေးကိုပေါ့နော်အဖုံးလေးအုပ်တက်ပြီးတော့တည်ထားလိုက်ပါအောင်မယ်ဒီလိုဟင်းလေးရတယ်ပေါ့နော်ဝက်နေပြီဒါတူးရှိရထွက်တဲ့မှာပေါ့ရေလေးနဲ့ဟင်ကိုမှဟင်းကချက်လို့ရနေတာပေါ့နော်ပုံမှန်ရေလေးလိုရင်တော့ဒီအောက်မှာနည်းနည်းလေးထပ်ထည့်မယ်ပေါ့နော်ခုကတော့ရေလေးလည်းတူကနေတူထွက်လာပြီးတော့ဟင်းကချက်လို့ရနေဆိုတော့မကြည့်ပါအောင်အယောင်လေးရတယ်အရင်လိုက်ပေါ့နော်လိုရဲရဲလေးနဲ့ဒီရောအဲ့တော့ဆိုတော့ဒါမက်ဆလာလေးပေါ့နော်မက်ဆလာလေးနင်းသူကကြက်မြင့်ကြက်တရားမက်ဆလာလေးထက်ချက်မွေးရပေါ့နော်ပို့ပြီးတော့ဒီရောတိုင်းလေးပဲပြန်ပြီးတော့နောက်ထပ်9မိနစ်10မိနစ်လောက်ချက်ထားအောင်မယ်ပေါ့နော်မီလေးကိုလည်းရှော့ထားလိုက်မယ်ဟင်းလေးရပေါ့နော်ဒီမှာသူကလေးနဲ့တူဟင်းတူရဲ့ထွက်လာတဲ့အရည်လေးနဲ့ပဲဒါချက်နေရပေါ့နော်ရေလုံးဝမထည့်ထားဘူးဒီရောမွေးနေရပဲပေါ့နော်မွေးနေရပဲမဆလာလေးထည့်ထားတဲ့ခါကျတော့လေဟိုကြက်သားဟင်းတို့ဘာလို့ဆိုလဲမဆလာနဲ့အရင်လိုက်တယ်လို့မျိုးကြက်သားဟင်းထဲမှာမဆလာလေးထည့်ချက်တယ်ဆိုရင်လေဒီမွေးလေးနဲ့ပေါ့နော်စီပြန်လေးနဲ့အခုဒီကနောက်ချက်ထားပါအောင်မယ်စီပြန်အောင်လို့ပေါ့နော်ဒီကပေါ့နော်ဒါရေလေးလည်းနည်းနည်းလေးကြံနေရဆိုတော့ဒါလေးကိုအဖုံးလေးဖွင့်ပြီးတော့ရေလေးမြန်ခန်းအောင်ချက်ထားလိုက်မယ်အဖုံးပိတ်တဲ့အခါကျတော့ရေငွေးရမပြန်တော့နေရေမခန်းဖြစ်နေရပေါ့နော်အတိုင်းလေးထားလိုက်ပါမယ်မှာပေါ့နော်လီယိုရဲ့ချက်သားလေးကတဖြည်းဖြည်းနဲ့ရေလေးလည်းခန်းစားပြလာပါပြီဒီလိုပေါ့နော်ဒီလောက်လေးဆိုရင်စီရလည်းပြန်စားပြုတ်နေပြီအရသာလေးလည်းမြည်ကြည့်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်ချလိုက်တော့မယ်ပေါ့နော်ဟင်းကလိုမီးဒီပိတ်ထားပြီးတော့ပဲဒီပူရှိန်လေးနဲ့တည်ထားအောင်ပါဆိုတော့ဒါရေခန်းသွားပြီပေါ့နော်အနစ်လေးတွေလည်းကြာနေပြီဆိုတော့ဒီတိုင်းလေးပဲထားလိုက်ပါမယ်အနစ်လေးနဲ့လည်းနည်းနည်းစားချင်တာဆိုတော့ပေါ့နော်ဒီမှာပါလီကက်လေးပြပါမယ်ပေါ့နော်ဒါဟင်းလေးကစားချင်စရာလေးပါအဲ့ဆိုတော့လီယိုငံပြရည်လေးချက်မလို့ပေါ့နော်အမြန်လေးငံပြရည်ချက်ဖို့လေးပြင်လိုက်ပါအောင်မယ်အလေးကိုဖုံးလေးအုပ်ပြီးတော့တည်ထမ်းလိုက်တော့မယ်ပေါ့နော်မိပိတ်ထားပါပြီကဲလီယိုကပေါ့နော်အခုဒါငံပြရည်လေးကိုငံပြရည်လေးချက်မလို့ပေါ့နော်ဒီမှာဒီအိုးလေးနဲ့နည်းနည်းငံပြရည်ချက်လေးစားချင်လို့ပါစီလေးနည်းနည်းထည့်ပါမယ်ကြက်တွန်နီလေးကိုစီတက်မှာကြောင့်မလို့ပေါ့နော်ကြက်တွန်နီဒါငိုင်းဟွာပေါ့နော်ပဇွန်ကြောက်ရယ်ပဇွန်ကြောက်လေးရယ်ဒါငရုတ်ဒီအကျော်ဒါအလော်မုံပေါ့နော်အလော်မုံကတိတ်မဆက်ဘူးအကျော်ကဆက်တယ်ဆိုတော့နှမျိုးဆက်ပြီးတော့ထည့်မယ်စီလေးကိုနည်းနည်းပူအောင်ထားလိုက်မယ်စီလေးပူလာရင်လီကိုဒါထည့်လိုက်တော့မယ်ပေါ့နော်ကြက်တွန်နီလေးနည်းနည်းဒါကြက်တွန်နီလေးနွမ်းလာပြီဆိုရင်ဒီရွာပေါ့နော်ဒီငရုတ်တီးညံဒီပစွန်ချောင်းငယ်ကိုပေါ့နော်ထည့်ပြီးတော့ကြော်လိုက်ပါမယ်
မြုပ်ဒီထဲတော့မွန်တာတော့မွန်ပါပေါ့နော်ဒါပေမဲ့လည်းနည်းနည်းလေးမွေးဝအောင်လို့စီလေးနဲ့ခဏလုံးလိုက်တဲ့သဘောမျိုးလေးပေါ့နော်ရပြီဆိုရင်လီယိုငံပြရည်လေးဒါထည့်လိုက်တော့မယ်ပေါ့နော်ငံပြရည်ငံပြရည်ထည့်ပြီးရင်ဒါခုနနေရဟိုပါပေါ့နော်ပစွန်ကြောက်ထည့်ထားတဲ့ခွက်လေးတွေကရေနွေးလေးပေါ့နော်ရေနွေးလေးလည်းဒါတစ်ခွက်လောက်နည်းနည်းတစ်ခွက်တော့မရှိဘူးပေါ့နော်ဒါနည်းနည်းတော့ပူရတဲ့ဟာလေးကိုချန်ထားလိုက်မယ်ဟိုစင်ကုန်ဒါလေးစုပြီးဟိုအလောက်ခဏလောက်ထားပြီးရပြီပေါ့နော်ငံပြရည်ချက်လေးပါဒါခဏလောက်ဒါစူသွားပြီဆိုရင်ရပြီပေါ့နော်ဒါခဏလေးပဲပြီးကြရင်သူကမလေးမွန်တာဟိုအလောက်မီးပိတ်စီလေးပေါ်တက်လာမှဒါပါပဲရပါပြီကဲဆိုရင်ဒီကိုစားဖို့ပေါ့နော်ဟင်းလေးတွေထည့်လိုက်ပါဦးမယ်ဒါငံပြရည်ချက်လေးပါငံပြရည်ချက်လေးရတယ်အိုးကကြီးနာဒီမှာမြန်မာနိုင်ငံတို့အိုးခင်းတွေပါလေမရှိတော့ဒါတော့မာပါလီယိုရဲ့စီပြန်ဟင်းလေးပေါ့နော်ကြက်မြစ်ကြက်တဲ့စီပြန်ဒါမစားတာဒါပထမဆုံးပဲ UK မှာလောက်စားတာအရင်ကမချက်စားပြပုံမှာစီလေးလည်းတက်နေပြီဟောလေးဟင်းလေးထည့်လိုက်မယ်မွေးနေရပဲကဲဟင်းပွဲလေးလည်းရပါပြီဒီမှာပါစားချင်စရာလေးရေးရေးလေးနဲ့ဒါငင်ပြကြီးချက်လေးပါကဲလီဝါ ready ဖြစ်နေပြီပေါ့နော်ဒီမှာကဲလီဝါ ready ဖြစ်နေပါပြီဒီမှာသမင်းပူပူလေးရယ်ဒါကတော့ချမြင့်ချက်တဲချက်လေးပါဒါကတော့ငင်ပြကြီးချက်လေးပါအတိုးမြုပ်လေးနဲ့အချင်းလေးအေးစားခြင်းလည်းတမယာကြီးဒါရင်နွေးချမ်းလေးနဲ့ပါအားလုံးပဲတူတူလိုက်စားကြဖို့ဖိတ်ခေါ်ပါတယ်ဒီလိုတော့စားလိုက်ပါအောင်မယ်ကဲအဲ့ဆိုလို့ရှိရင်ဒီလိုစားလိုက်ပါအောင်မယ်ပေါ့နော်သမင်းရယ်မှာကြက်မြင့်ကြက်တဲလေးရင်နွေးချမ်းလေးအားလုံး ready လုပ်ထားပါတယ်ဖိတ်တည်လည်းစားနေပါလွင့်ကုန်ပြီလီယိုကပေါ့နော်တမနက်လုံးဒါချက်ပြုတ်ထားပေါ့နော်မနေ့ကအိယာဒီနေ့အလုပ်မသွားရအောင်ဆိုတော့မနေ့ကအိယာထားချက်ပြုတ်ဖို့ပြင်ဆင်ပေါ့နော်အဲ့လိုမျိုးအလုပ်မသွားရရဲ့ဆိုတဲ့ခါကျတော့ဆိုတော့ချင်မြင့်ချက်တဲ့လေးဒီမှာပါလိုက်ပါဦးမယ်ချက်အမြင့်လေးတွေရတယ်သူတို့တေချာလေးတန့်စင်နေပြီးမှဟိုကလောက်ထားရောင်းလာဆိုတော့ကောင်းမယ်လို့ထင်တယ်အမှလည်းမစားဘူးနည်းလေးတယ်ငပြရည်ချက်လေးလည်းမစားတာကြာပြီခုမှငပြရည်ချက်လေးနဲ့စ
ဆက်လော်လော်လေးနည်းနည်းတော့မစားတော့ဘူးပေါ့နော်လီယိုနည်းနည်းဆန်လက်ဒီနန်ကုန်မှာဆိုလို့ငါပြချက်တည်းခွာငါပြချက်လေးနဲ့တူမြုပ်ကြမြင့်ချက်တဲ့ချက်ဟိုက်ကစားနေရတယ်ရမ်းစားလို့ကောင်းတယ်ညာရက်လေးရလိုက်ကောင်းဒီပါလေမလုတ်ဖြစ်ဘူးမတောက်ဖြစ်ဘူးပေါ့နော်ဒီမှာကျတော့အဲ့လိုမျိုးအသားဟင်းတစ်ခွက်နဲ့အတီးအရွက်လေးနဲ့ပဲအဲ့လိုမျိုးလေးပဲစားတာဆိုတဲ့အခါကျတော့ဒီနွေးချမ်းလေးကတော့အမြဲတမ်းလို့တောက်ဖြစ်တယ်ပေါ့နော်ကဲအဲ့ဆိုရင်တော့ဒီကြက်မြင့်ကြက်တဲ့ချက်ပြီးတော့ထမင်းစားတဲ့ဟာတွေကတော့ဒီလောက်ပါပဲအားလုံးပဲတူတူလိုက်ချက်စားကြည့်ပေါ့နော်လီယိုလိုမျိုးလေးချက်စားကြည့်ချင်တယ်ဆိုလို့ရှိရင်လီယိုကတော့အဲ့လိုမျိုးတပတ်ကို2ချိန်3ချိန်လောက်ကတော့မြန်မာထမင်းဟင်းလေးချက်စားတယ်အဲ့လိုမျိုးကြုံရိုက်ပြပေးသွားပါမယ်အားလုံးပဲ see you next vlog ပါ bye